ထမဆုံးဖုန်းနဲ့ upload လုပ်မယ်ဆိုလို့ရှိရင်ကျမတို့က internet browser တစ်ခုလိုပါတယ်အဲ့တော့ internet explorer တောင်မို့ Google Chrome ပေါ့နော်အဲ့ဒီကနေပြီးတော့ကျမတို့ဒီ SMU website ကိုရှာပါမယ်အဲ့ဒီ SMU website ကိုရှာပြီးလို့ရှိရင်အဲ့ဒီ login ဆိုတာလေးကိုနှိပ်ပါအဲ့ဒီမှာ login မှာသူကဘာနဲ့ sign in လုပ်မလဲဆိုပြီးမေးပါလိမ့်မယ်ဥပမာ email နဲ့လားပေါ့နော်အဲ့တော့အဓိကကတော့ကျမတို့ဒီ SMU သုံးသူအားလုံးအနေနဲ့ကိုယ့်ရဲ့ဒီ SMU ကောက်ရဲ့ email address ကဘာလဲ password ကဘာလဲဆိုတာကိုတော့သိထားဖို့လိုပါတယ်အဲ့ဒီ email address ကိုဘယ်မှာရှာလို့ရမလဲဆိုလို့ရင်ကျမတို့ကိုယ့်ရဲ့ profile ကိုဝင်လိုက်လို့ရှာလို့ရှိရင် profile ရဲ့အပေါ်တုံးဆုံးမှာမြင်းချောင်းလေး၃ချောင်းရှိပါတယ်အဲ့ဒီမြင်းချောင်းလေး၃ချောင်းကိုနှိပ်ပါအဲ့ဒီမှာပေါ်လာတယ်အဲ့ဒါကိုနှိပ်ပြီးပေါ်လာတယ်အခါပေါ့နော်အဲ့ဒီထဲမှာ setting ဆိုတာလေးရှိပါတယ်အဲ့ဒီ setting ကိုထပ်နှိပ်လိုက်လို့ရှိရင်ကိုယ့်ရဲ့ SMU email ကဘာလဲပေါ့နော် address ကဘာလဲဆိုတာသိရမှာပေါ့နော်တချို့တွေကြတော့လေကိုယ့်ရဲ့ password ကဘာလဲဆိုတာမသိပဲဖြစ်တတ်တယ်ပေါ့အဲ့လိုကိုယ့်ရဲ့ password မသိဘူးဆိုလို့ရှိရင်အဲ့ဒီ forgot password ဆိုပြီးတော့ email ကနေတစ်ဆင့်ပြန်ပြီးတော့ password reset လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ email ရဲ့ password ကိုမသိဘူးဆိုရင်တော့ကိုဒီ SMU ကောင်ဖွင့်ပေးထားတဲ့စီမှာပြန်ပြီးတော့တွားမိပြီပါနော်အဲ့ဒီမှာကျမတို့ဒုတိယဆင့်အနေနဲ့ဒီ login လုပ်ပြီးသွားပြီပေါ့ login လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ကကိုယ့်ရဲ့ဒီ SMU profile နဲ့ကိုရောက်သွားပြီဆိုလို့ရှိရင်ကျမတို့ကဒီ internet browser ကိုဒီတိုင်း mobile browser အနေနဲ့သုံးလို့မရဘူးပေါ့နော်သုံးလို့မရတဲ့အခါကျကျမတို့က desktop site ဆိုပြီးတော့ setting ကနေသွားပြီးတော့ပြောင်းပေးရပါမယ်အဲ့လို desktop site ဆိုပြီးတော့ရွေးပြီးပြောင်းပြီးမှသာလျှင်ကျမတို့ကဒီတခြင်း upload လုပ်ရတဲ့ဒီ upload ဆိုတဲ့ menu icon လေးကိုတွေ့ရမှာပေါ့နော်အဲ့ဒီ icon လေးပေါ်လာပြီဆိုလို့ရှိရင်ကျမတို့ကအဲ့ဒီ upload ဆိုတာတွေကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ကျမတို့ကဘာတွေ့ရမလဲဆိုရင် upload a sound to SMU ဆိုတာကိုတွေ့ရပါလိမ့်မယ်နော်အဲ့ဒီဟာကိုဆက်နှိပ်လို့ရှိရင်ကျမတို့က upload sound ဆိုပြီးတော့ဒီ select audio file ဆိုတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီ select audio file ကိုနှိပ်လိုက်လို့ရှိရင်ကိုတင်နေတဲ့ဒီလုံးပေါ့နော်ဘယ်နေရာမှာရှိတယ်ဆိုတော့ကိုကသိရမှာပေါ့နော်အဲ့ဒါလေးကိုရွေးလိုက်ပါအဲ့ဒါရွေးပြီးသွားပြီဆိုလို့ရှိရင်သူက add sound details ဆိုတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီမှာ title မှာသချင်းနာမည် artist နေရာမှာအဆိုတော်နာမည်နဲ့အဲ့ဒီ genre ဆို tag တို့ဆိုတဲ့နေရာတွေမှာ pop တို့ classic တို့စသဖြင့်ပေါ့နော်အဲ့တင်တော်တဲ့လူတွေဖြည့်ပြီးရပါတယ်တစ်ဆက်တည်းမှာပဲကိုတင်နေတဲ့သချင်းကာမပုံလေးတွေလည်းထည့်လို့ရပါတယ်နော်နောက်တစ်ဆင့်ကတော့သချင်းစာသားနဲ့တန်ဆင်ချိန်တာပါအဲ့ဒီမှာ lyrics editing ဆိုတဲ့ page မှာကိုမှရှိတဲ့စာသားပေါ့နော်ရှိပြီးသားစာသားတွေထည့်မယ်သချင်းစာသားတွေထည့်မယ်ပေါ့ပြီးလို့ရှိရင်သူက singer 1 singer 2စသဖြင့် UAD မှာဘယ်သူကဘယ်ပိုင်းဆိုမလဲဆိုတော့ကျွန်တော်တို့ရွေးပေးရမှာပေါ့နော်ဥမာသချင်းပိုက်တယ်လားသချင်းပိုက်နှစ်လားစသဖြင့်ပေါ့နော်အဲ့ဒါပြီးသွားပြီးအချိန်ကြာလို့ရှိရင်ကျမတို့က lyrics time ဆိုတဲ့ page ကိုရောက်သွားပါမယ်အဲ့ဒီ lyrics time page ကိုရောက်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ကစာသားနဲ့ဒီလုံးချိန်လို့ရပြီပေါ့နော်အဲ့ဒီစာသားနဲ့ဒီလုံးချိန်မှုကကျမတို့ကဒီစာကြောင်းလေးတွေကိုတန်တင်တိုင်းလေးဟိုတကြောင်စီထောက်သွားပြီဆိုလို့ရှိရင်ဒီစာသားနဲ့တိုင်ပင်လေးကြိုက်ပြီးသားဖြစ်သွားပြီပေါ့နော်ကိုကဒီတန်စင်နဲ့စာသားနဲ့အလိုက်ကလေးတွေရနေဖို့တော့လိုတာပေါ့နော်တကယ်လို့ကိုပြန်နာထောင်ကြည့်လို့မညီသေးဘူးဆိုလို့ရှိရင်တော့ဘေးမှာရှိတဲ့တိုင်ပင်နေရာလေးကနေပြီးတော့တိုးလျှော့လုပ်ပြီးတော့ချိန်လို့ရတယ်ပေါ့နော်နောက်တစ်ဆင့်ကတော့ stretcher ပါအဲ့ဒီမှာတချင်းကိုသူကပေါ့နော်တချင်းပိုက်လား chorus ပိုက်လားစသဖြင့်သူကမေးတာရှိပါတယ်အဲ့ဒီနေမှာကိုက yes no ဆိုတာလေးကိုရွေးပြီးတော့အဆုံးမှာ save ဆိုပြီးတော့ပေးလိုက်လို့ရှိရင်ကိုတင်နေတဲ့တချင်းလေးက upload လုပ်ပြီးသားဖြစ်သွားပါပြီအဲ့ဒီတချင်းလေးတင်ပြီးသွားပြီဆိုလို့ရှိရင်ကိုတင်ထားတဲ့တချင်းလေးကိုဘယ်မှာတွေ့နိုင်မလဲဆိုရင်ကိုအကောင့်ရဲ့အပေါင်းဆိုတဲ့ခေါင်းစဉ်အောက်က uploaded sound ဆိုတဲ့နေရာမှာတွေ့နိုင်ပါတယ်နော်အားလုံးပဲအဆင်ပြေကြမယ်လို့ကျွန်မမျှော်လင့်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးများတင်ပါတယ်ရှင်